အားလုံးပဲမင်္ဂလာပါရှင်ဖုန်းလာမြင်ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုကောင်းစုမိတ်ဆက်ပေးမှာတော့မန်းလေးမျိုး84လမ်းတခွန်နိုင်ဝိုင်းနီးနားမှာရှိတဲ့ Garden City အိမ်ယာတွေက65 square feet အယောင်ငန်းလေးပဲဖြစ်ပါတယ်ရှင် Okay အခန်းထဲကိုဝင်လိုက်ပြီဆိုတာနဲ့အိမ်ကန်းကျယ်ကြီးကိုတွေ့ရှိရမှာဖြစ်ပါတယ်ရှင်အိမ်ကန်းထဲမှာဆိုရင်လည်းအိမ်ကွန်စလုံးပါဝင်မှာဖြစ်ပြီးတော့လေးဝင်းလေးထပ်ကောင်းတဲ့သတင်းပေါက်တစ်ခုလည်းပါဝင်မှာဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုရင်လည်း kitchen room နေရာလေးပဲဖြစ်ပါရဲ့ရှင် kitchen နေရာမှာဆိုရင်လည်းမီးဖို့ကုန်းညော်ဆုံးဆက် cabinet များလည်းပါဝင်မှာဖြစ်ပါရဲ့ရှင်ပထမဆုံး master bedroom လေးကိုကြည့်လိုက်ရအောင်နော် master bedroom ထဲမှာဆိုရင်လည်း air con တစ်လုံးပါဝင်မှာဖြစ်ပါရဲ့ရှင်ဒုတိယမြောက်ခန်းဖြစ်တဲ့ရိုးရိုးခန်းလေးတွေကိုကြည့်လိုက်ရအောင်နော်ရိုးရိုးခန်းထဲမှာဆိုရင်လည်းအကွန်တစ်လုံးပါဝင်မှာဖြစ်ပြီးတော့လေးဝင်လေးထက်ကောင်းတဲ့ဝိုင်းနာတစ်ခုလည်းပါဝင်မှာဖြစ်ပါရဲ့ရှင်ဒီခန်းလေးကိုရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့ကျပ်သိန်း2500ပဲဖြစ်ပါရဲ့ရှင်ဒီခန်းလေးကိုစိတ်ဝင်စားလို့စက်တဲ့ဆောင်နှမ်းရင်းနေဆိုရင်တော့ညီမတို့ရဲ့ရုပ်ဖုံးမှန်များဖြစ်တဲ့3994364344လုံးနဲ့3995369298တို့ကိုလည်းဆက်သွယ်လို့ရပါရဲ့ရှင်လူကိုယ်တိုင်လာဆောင်နှမ်းရင်းနေဆိုရင်တော့မန္တလေးမြို့84လမ်းတကွန်နိုင်ဝိုင်းနီးနားမှာရှိတဲ့ Garden City အိမ်ယာတွေကတာဝါဆက်လေးရှော့84မှာလည်းလာဆောင်နှမ်းလို့ရပါတယ်ရှင်ရိုးသားဖွင့်လင်းဖုန်းလာမင်းပါရှင်အိမ်ချပြင်မှာဆိုရုံစိတ်ချဖုန်းလာမင်းကိုသာဆက်သွယ်လိုက်ပါရှင်ကျေးဇူးတင်ပါတယ်ရှင်